Hello guys, အားလုံးပဲမင်္ဂလာပါရှင် Yuki လည်းဖြစ်ပါတယ် Yuki ဒီနေ့ကတော့ဘောနော် Sakura School ထဲမှာပေါ့နော်အစောအမဆောက်ထားတဲ့တာဝါလေးကိုခုံပြပေးတော့ဖြစ်ပါတယ်အာ Yuki ကိုယ်တိုင်ဆောက်ထားတဲ့တာဝါလေးပေါ့နော်အဲ့ဒီခုံပြပေးမယ်ပေါ့နော်အဲ့ဒီပါ Okay ဒီတာဝါလေးပေါ့နော်ဒီတာဝါလေးကို Yuki တာဝါလေးကိုခုံကျင်နေဆိုရင်ပေါ့နော်ဒီ ID နဲ့ရှာကြည့်ပေါ့နော်ပြပါမယ်ဒီ ID လေးပေါ့နော်ဒီ ID လေးကိုရှာကြည့်လို့Yuki ရဲ့တာဝါခုံချပါနော်ဒီမှာပေါ့နော်ပြပါမယ် What then ခဏလေးပေါ့နော် Okay ဟို ID တမျိုးဖြစ်သွားပါပေါ့နော်ဒီပေါ့နော်အစောအမှားပါလို့ပေါ့နော်ဒီ ID လေးကိုလာခုံချပါနော်ဒီမှာပေါ့နော်ဒီမှာပေါ့နော် Yuki ရဲ့တာဝါလေးပေါ့နော်လာခုံချပါအဲ့တော့စကြရအောင်ဒီခုံပြမယ်ပေါ့နော် Yuki ရပေါ့နော်စောက်ကတော့အချိန်ရောက်တက်မပေးရပါဘူးပေါ့နော် Yuki ကိုပေါ့နော်အစောကမနေ့ကလားမတည်ဘူးပေါ့နော် Yuki ရဲ့ comment အောက်မှာလာမှန်းထားတာပေါ့နော်ကာတွန်းတာဝါရဲ့ဘူးတာဝါရဲ့ခုံပြခိုင်းတာပေါ့နော်ကာတွန်းတာဝါကျတော့ Yuki ခုံပြထားရပေါ့နော်အဲ့ဒါပြန်ကြည့်ပါလို့ပြောချင်တယ်ပေါ့နော် Blue တာဝါကျတော့ပေါ့နော် comment မှာရှင်းလို့ပြောချင်တယ်ပေါ့နော် Blue တာဝါကျတော့ပေါ့နော်ဟိုဟာလေအများကြီးပဲပေါ့နော်အဲ့ဒီကနေဘေးရာကိုခုံခိုင်းတာလဲဆိုတာလေအဲ့ဒါလေး Yuki ကိုပေါ့နော် comment မှာလေး apple လေးနဲ့ချပြီးပေါ့နော်အဲ့ဒါလေးပြောချင်တာပါပေါ့နော်ချက်ပြီးပေါ့နော် Okay ဒီကာတွန်းတာဝါခုံပြထားရဲပေါ့နော်ပြန်ကြည့်ပါပေါ့နော်အဲ့ဒါအမှန်ရေးပေါ့နော်မပြတော့ဘူးပေါ့နော်ဒီတိပါမကြလို့ Okay Okay Yuki တာဝါနဲ့တော့တူတယ်ပေါ့နော်ဟဲ့တည်ပြီ Okay ဒါစပိန်ကြည့်ရမှာလို့နော်စပိန်ကြည့်ပြီးတော့ဒီပေါ်တက် Wait stop Okay နည်းနည်းတော့မလာဘူးပေါ့နော်တာဝါလေးကအဲ့ဒါကြောင့် sorry ပေါ့နော်နည်းနည်းတူတယ်ပေါ့နော်ခုနဆိုပြီးပြီဒါပေမဲ့ခုံရတာကျတော့မြန်တယ်ပေါ့နော်ခုံရတာမြန်တယ်စောက်ရတာကြာတယ်ပေါ့နော်အဲ့တော့တူတယ်ပေါ့နော်တူတော့နောက်တစ်ခေါက်ပြန်ခုံပြမယ်ပေါ့နော်အဲ့နောက်တစ်ခေါက်ကိုကျတော့ Yuki ရဲ့တချင်းနဲ့ခုံပြမယ်ပေါ့နော်တချင်းနဲ့ခုံပြပါမယ် Okay ဟာလေပေါ့နော်အဲ့တော့ပေါ့နော် Yuki ပေါ့နော်တချင်းလေးဖွင့်ပြီးတော့ပါပေါ့နော်ဆိုပြမှာပြတယ်ခုံပြမယ်ပေါ့နော်တချင်းကျတော့စံတိတ်အောင်ဆိုတဲ့တချင်းလေးပေါ့နော်ခုံပြပါမယ်အော်ဆက်လိုက်ကြရအောင်တချင်းကတော့နည်းနည်းတူဆက်လာကြီးနဲ့သိအဲ့တော့ပေါ့နော်ခုံကြရအောင်အဲ့တော့ပေါ့နော်ဒီနားရောက်ပြီပေါ့နော်မနေ့စပိတ်ရသွားမှာပေါ့နော် sorry ပါအဲ့ပေါ့နော်တချစ်ကတော့ပြီးသေးဘူးပေါ့နော်စကားဟိုကတော့ပြီးပေါ့နော်
အားလုံးပဲပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ပတ်တင်မှာဗာဗီဒီယိုလေးဆက်တင်မိအောင်လဲဆိုတော့အားလုံးပဲကြည့်ရှုပေးကြပါဦးလို့ပြောချင်ပါတယ်ဝိုဘလော့ကိုကြတော့ပေါ့နော်ကြိုက်တာမှန်ခဲ့လို့ရပါတယ်ဒါပေမဲ့ဟိုဘလူးတာဝါဆိုတော့လေများနေရောပေါ့နော်ဘယ်လိုဖြစ်ပြေးသွားတော့ဘလူးတာဝါကကြတော့များနေလို့ပေါ့နော်ဘေးဘလူးဟုပြောမှန်းမသိတော့ပေါ့နော်အဲ့ဒါကြောင့်မလို့ပါအဲ့ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲပေါ့နော်အားလုံးပဲဘိုင်ဘိုင်